ဖြင့်ပြိတ္တဘိုးဘုံရဲ့ရှင်းအောင်ကိုရောက်ရှိပါပြီဒါကြောင့်ဘဝတန်ត្រာဆက်ဆက်ကစုံပြီးတဲ့ခြားရည်ဆက်ကိုအကြောင်းစိတ်ပေါင်းဖက်လာတော့သင်္ခါရလာဗနေရပါလေတထလောကသင်္ခါရလောကဩဃာတလောကဆိုတော့လောကသုံးပါးတို့၌အနိုင်မဲ့သောကျေးဇူးကိုအနိုင်မဲ့သောမေတ္တာကိုအနိုင်မဲ့သောမဟာကရုဏာဘုံမောင်းတို့ပြည့်စုံလျက်ပါ၍သတ္တဝါပေါင်းတို့ဆရာတစုဖြစ်တော်မူသောသာသနာ့ဘုရားမြတ်စွာဘုရားကိုသာရပတိတို့ရဲ့မင်္ဂလာဆောင်နည်းရာမင်္ဂလာဤဂေဟာဤပါဒနာတံမောမြတ်စွာသောဘုရားကျောင်းဆောင်တော်ပင်ဉာဏ်ပြည့်တို့ဘုရားမြတ်စွာဘဂဝါမြတ်ကိုသိရမှာဖြစ်တဲ့အတွက်အာရုံဒီတို့ကဘုရားကိုအာယုပြုလို့လက်ဝေးရှိတာဒုရဏတိတလာတယံပညာပိသောတာဝိဟတမောဟတမံတာရမရလောကကရောဩတိဒုက္ကတံဂတိဝိမု တံကရုဏာတိတလာတယံကြီးမားသောမာကရုဏာတော်ကြောင့်ဧမြာသောစင်္ဂလအလုံးစုံသောဘုရားတော်လုံးလေးစုပြီးပြည့်တဲ့ဘောလုံးမှာတကုတ်ဘောမှာထောက်ခံတဲ့စီးရင်တွေပါခင်ဗျာဒီလိုသိရမယ်လားသက်ဆုံးတဲ့စီးရင်တွေပါတော့ကိုယ်မျိုးစုံနဲ့ကိစ္စနာနဲ့အောင်နေတဲ့တို့ကသူရဲ့စိတ်ကူးလာရရှိပါလေအဲ့တော့ဘယ်လိုပြိတိတရားဘောကကျွန်တော်လည်းလာမှာကိုတော်တော်တော်ကန်နော်ဘယ်လိုလက်သက်တွေကလက်သက်ခံအခုတကပိတ်တော့ဆရာလာလုပ်နေတာဒီသားစုတွေကဒီကိစ္စတွေဖြစ်တော့ဒီကဥပဒေတော်ရှိတာမောမောအတန်းနဲ့လက်နဲ့ရေးသုံးမှာဖြစ်ပါလေရွှေကေဆက်လို့ငွေလက်ဆက်နဲ့ရွှေလက်ထပ်ပေါ်ရောရွှေရောက်ငွေရောက်တပိတ်ပိတ်တောင်းလို့ရွှေပွဲမင်္ဂလာမှာရွှေလက်ငွေလက်ခင်းလို့ရွှေပြည်ထိုးမယ်နော်ရွှေကြီးလန်းလေးတူပြောပြောငွေကြီးလန်းလေးတူပြောပြောချစ်ပိတ်မှန်တယ်သစ္စာပဲစိုက်ပြရစို့တာလမ်းမှာသစ္စာပန်းလေးခုလို့ရဲ့ကိုပန်းပေးမယ်။ဒါရင်မနောက်သစ္စာသူမဖို့အတူလျှောက်ကြစို့နော်။သာသစ္စာခံရင်မရိုင်းလေတဲ့တို့ချစ်တဲ့ပေါ်လူရှင်ကနှွေပြော။ဒါအင်းလေးသစ္စာအင်းလေးဒီဆောင်ကြစို့နော်။ရွှေမင်္ဂလာလက်ထပ်ပွဲတော်ဝိမင်္ဂလာလက်ထပ်ပွဲတော်ရွှေဧည့်သည်တွေ
ဆက်မဲ့ရွှေလက်ထပ်ပွဲရောရွှေရောက်ကိုရောက်တပိတ်ပိတ်တောင်းလို့ရွှေပွဲမင်္ဂလာမရွှေလက်ခင်းလို့ရွှေပြည်ထိုးမဲ့နော်ရွှေကြီးလဲလေးတူပြောပြောငွေကြီးလဲလေးတူပြောပြောချစ်ပိတ်မှန်နဲ့သစ္စာပဲစိုက်ကြိုးရလို့ချစ်တရာလွမ်းနေမြတ်တာလဲမသစ္စာပန်းလေးခုလို့ရဲ့ကိုပန်းပေးမယ်လာရင်မနောက်သစ္စာပြမဖို့တူလျှောက်ကြစို့သာသစ္စာခံရင်မရိုင်လဲတဲ့တို့ချစ်တဲ့ပေါ်လူရှင်ကနှွေ